အားလုံးပဲမင်္ဂလာပါ PND channel ရဲ့ပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ breakfast သွားစားမှာပဲဖြစ်ပါတယ်သမီးနဲ့တူတူလိုက်ခဲ့ကြပါခုတော့သမီးစားမဲ့ဆိုင်လေးရောက်ပါပြီဆိုင်ထဲဝင်လိုက်ပါအောင်မယ်သမီးစားမဲ့ဟာလေးမှာလိုက်ပါအောင်မယ်ဟုတ်အနီးဘာသာဘာနန်းပြတော့ဒီပဲပါ人家都做青年色拉风嘛，အဆက်လေးရှော့ဝင်နော်人家都，阿里青年色拉风嘛，နန်းပြမင်းကနန်းပြတော့အဲ့ဒါဆိုကျွန်တော်နန်းကြီးတုပ်လုပ်လိုက်人家都我再小点， ဆက်လေးရှော့ပါ 我 နော် 买嘛喏，你呀，来一下，包过来，不用看，没酒，没酒啊，没酒来不？喂，အလွတ်လေးပေါ့နော်သမင်းညောင်အလွတ်လေးတစ်ပွဲအန်တီနာမည်ကတော့ဒေါ်မြတ်မြတ်တန်းလို့ခေါ်ပါတယ်အန်တီတို့ကဒီဆိုင်လေးကို2022ဇွန်လလောက်ကနေစပြီးတော့ဖွင့်လှစ်ခဲ့ပါတယ်လေးလေးကျွန်တော်ပြပြဟုတ်ကဲ့ပါဒီမှာရောက်တာကတော့မြန်မာမုံဟင်းကအုံတို့ခောက်ဆွဲနန်းကြီးတုပ်နန်းပြတုပ်ထမင်းကျော်ဖြစ်ပါတယ်ရှင်ကျော်တွေကတော့ဘာလို့လဲအကျော်တွေကတော့ဘူးတီးကျော်ကြက်သွန်ကျော်မန္တလေးပဲကျော်ပြီးတော့အီကြကွေးလည်းရပါတယ်ပဲကျော်ငဖဲကျော်ကတော့အိမ်ကနေပြီးတော့ကျမတို့ငဖဲအစ်စ်နဲ့ကြော်ထားတာပါပဲစီအစ်စ်ကိုသုံးပြုတ်ထားပါတယ်ရှင်ဆိုင်ခွင့်တွေပိတ်ချိန်တွေအောင်ပြင်တော့မနေ့ပိုင်းဆိုလို့ရှိရင်မနေ့6နာရီကနေပြီးတော့နေ့ကင်း17နာရီခွဲအထိရရှိပါတယ်ပိတ်ရက်ကိုရှိတာဟုတ်ကဲ့ပိတ်ရက်ကတော့တစ်လမှာတစ်ခါပိတ်ပါတယ်လာပြည့်နေ့တစ်လမှာတစ်ခါလာပြည့်နေ့တရက်ပိတ်ပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်သမီးတို့မှာလည်းအစားအစာလေးရောက်ပါပြီ။လုပ်ပြီးလေးထည့်လိုက်ပါဦးမယ်။စားကြပါဦးဒီမုံဒီလိုလုပ်ပါနည်းနည်းကြာတော့ဒီနေ့ပဲလားဟုတ်ငါဟဲ့နော်
ရှင်းပြော ဟောဟုတ်ကဲ့ပါ နေတော့ကျိုး ပြောပါမယ်ပါရော နေပဲ တွေ့လို့ပေါ့ပေါ့ညညတော့ပေါ့ဒီလိုပါ ဒီရွာ ကင်မရာမင်းရှိရပါ သားပါ မဘေးကြီးပါတယ်ဒီဘိုင်းကတော့နေမင်းပြောထုတ်စားလိုက်တယ် ရှင်း အမေကြီးတော့ဝါတော့ပြောတာလည်းအဲ့ဒါ ကုန်းတော့ကြီး ဟောရတော့ဒီပမာဏတွေကလဲစားတောင်းဟုတ်ရိုးရိုးပေါ့ဒီဘက်ကြီးရောတော့အောင်ဒါလေးရှိ ဝင်းလာရတာလို့ရှိတယ် အာကောင်းတာကိုမြုံ ဒီမှာနေမှာတော့ဒါ ဒါလေးရှိတာဒါလေးစားရင်ဟိုလေး အေးကော်ဖီအဲဒီကတော့ထုတ်ပြီးတော့ပြလိုက်ပါခင်ဗျာ တဲ့ သူ့တိုင်ကြီးယူလိုက်အဲဒီလူနာနေနော်တော်ရရတော့ အောင်လို့ လာကြကွယ်မစားဘူးကွယ် ကုန်တော့ကုန်ဝဲဟိုလိုပါအဒီပါလိုက်ဟိုဟာဒီကပြေးရအောင် လေးတောက်ကြပါအမြုံတော့ ပြောင်း ဒ
အန်နီခနာသမီးတို့ဝိုင်းမှာဖြစ်စားစားလေးရာဈေးနှုန်းလေးဘယ်လောက်လဲ ဝင်းကြီးတော့4,000ပါ။ငါကတော့လည်း4,000ပါ။သမီးကျော်ကတော့သူ့ကိုသူ့ဆို2,000။လိုက်ပွဲဆို1,500ပါ။ဝက်ချူသုံးကောင်ဝက်ကောင်နဲ့ဆိုဝက်ချူကတော့9,000။လုံးဟာပိုင်းက3,000။သုံးခုကျော်နဲ့3,500ပါ။သုံးကောင်ဝက်ကောင်နဲ့တော့4,500ပါ ဒီဆိုင်လေးရဲ့လိပ်စာကတော့368ခါခွေပြည်တာရလမ်းမပေါ်တင်ငန်းကျုံမြို့နယ်မှာဖြစ်ပါတယ်